လူတစ်ယောက်ကကိုမြတ်ခံရမယ့်ခဏအလိုကျိုးစင်ပေါ်မှာတိတ်တဆိတ်ရက်နေတယ်ကြောက်ရွံ့မှုမရှိဘူးသူ့မျက်နှာပေါ်မှာတော့စိုးသွမ်းတဲ့အပြုံးတစ်စင်းပဲရှိတယ်လီဗာကိုဆွဲလိုက်တဲ့အချိန်ကျိုးကသူ့လယ်ပင်ကိုတင်းတင်းကြပ်ကြပ်ဆုပ်ကင်သွားတယ်လူအုပ်ကြီးကအဆုံးသက်သွားပြီလို့ထင်လိုက်ကြတယ်သူလေထဲမှာပြုံးလိုက်တဲ့အခါမှပဲသူ့ခန္ဓာကိုယ်ကလိန်ကွေးပြီးငါးတကောင်လိုလှန်ကာလွှဲရမ်းသွားတယ်။ပါဇက်အဟောင်းသားတွေပဲ့တင်ထပ်သွားပြီးကျိုးကွင်းကလွှဲတစ်ခုလိုလူအုပ်ရဲ့အပေါ်မှာညင်သာစွာရိမ့်ရွယ်နေတယ်။လူအိုတယောက်ထိတ်လန့်လွန်းလို့မိမျောသွားတယ်။ဒါပေမဲ့ဒါဟာယူသွမှုမဟုတ်ဘူး။အာယုံလွဲစေဖို့စီစဉ်ထားတဲ့အစီအစဉ်တစ်ခုသာဖြစ်တယ်။အဲ့ဒီအချိန်မှာပဲသူ့အဖွဲ့သားတွေကရွာတရွာလုံးကိုလူရက်ပြီးသားရတနာတွေရွှေတွေဒေသခံတွေ၏ယုံကြည်မှုနဲ့အာယုံစိုက်မှုတောင်မကြမ်းဘာမှမထားခဲ့ဘူး။ကင်းသမားတွေတနက်တွေမြှောက်လိုက်ကြတဲ့အခါနောက်ကျပြီးသားဓာတ်တစ်ချောင်းကလေထဲကိုဖြတ်တန်းပြီးကျိုးကိုတစ်ချက်တည်းနဲ့ဖျက်ပစ်လိုက်တယ်။သူမြေပြင်ပေါ်ပြုတ်ကျတစ်ချိန်လိမ့်ပြီးသူ့လုပ်ဖော်ကင်ဘက်တွေဘေးကိုဆင်းသက်လိုက်တယ်။တွန်းဆုတ်ခြင်းမရှိဘဲသူတို့ကသူ့ကိုဆွဲခေါ်သွားကြတယ်။ဖုံမှုန့်တွေမငြိမ်သေးခင်မှာတော့အရာအလုံးပြီးဆုံးသွားခဲ့ပြီ။